အားလုံးပဲမင်္ဂလာပါခင်ဗျာထောက်ပါဘူးနောက်လည်း channel မှာကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ပြသွားမှာကတော့အယူတွေကိုအကြံပေးမိတဲ့အခါဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်အယူတွေကိုအကြံပေးမိတဲ့အခါတည့်ပင်ကြီးတစ်ပင်မှာငှက်တွေအများကြီးအတိုက်လုံးနားခိုကြပါတယ်တည့်ပင်ကကြီးမားတဲ့အတွက်ငှက်တွေနေဖို့လွတ်လပ်ပြောရှင်းစွာနေလို့ရပါတယ်မိုးရဲမြောက်ခင်မှာတော်ရက်ကတိရစ္ဆာန်တွေတော်တော်များများဟာသူတို့ရဲ့နေထိုင်ရာအတိုက်မြုံတွေကိုလုံခြုံအောင်ပြုပြင်ကြပါတယ်အစားအစာတွေကိုလည်းစုဆောင်းသွန်လောင်ကြပါတယ်ငှက်တွေကလည်းသူတို့ရဲ့အတိုက်ကိုပုံပြီးလုံခြုံအောင်ပြင်ဆင်ကြပါတယ်အစားအစာတွေသွန်လောင်ပြီးအတိုက်ထဲစုဆောင်းထားကြပါတယ်မိုးရင်းရောက်လာတဲ့အခါငှက်တွေကအတိုက်ထဲမှာလုံခြုံစွာနေထိုင်ပြီးအပြင်မထွက်ကြတော့ပါဘူးမိုးတဲထန်စွာရွာတဲ့တနေ့မှာတော့မြောက်တကောင်ကအဲ့ဒီတည့်ပင်ကိုရောက်လာပါတော့တယ်ဒီကုလုံးဆွဆွဲနေပြီးချမ်းတုံနေတဲ့မြောက်ကိုငှက်ကလေးတွေကကြည့်ပြီးစိတ်မကောင်းဖြစ်ကြပါတယ်အဲ့ဒါနဲ့ပဲမြောက်ကလေးကိုမေးလိုက်ပါတယ်ငါတို့အားလုံးရဲ့အတိုက်ကလေးတွေကမင်းကိုမိုးမဆူအောင်မလုပ်ပေးနိုင်ကြလို့စိတ်မကောင်းပါဘူးငါတို့အားလုံးမိုးရင်းမြောက်ခင်မှာနေဖို့စားဖို့အစင်းသစ်ဖြစ်အောင်ပြင်ဆင်ထားကြတယ်မင်းကတော့မပြင်ဆင်ထားခဲ့ဘူးထင်တယ်မင်းလည်းပဲပြင်ဆင်ထားခဲ့တဲ့တယ်အဲ့ဒါဆိုဒီလိုဖြစ်မှာမဟုတ်ဘူးတဲ့အဲ့လိုစိတ်မကောင်းစွာအကြံပေးလိုက်ပါတယ်စေတနာဖြင့်အကြံပေးလိုက်တဲ့ငှက်ကလေးတွေစကားကိုကြားတဲ့မိုက်မဲတဲ့မြောက်ဟာငါ့ကိုဘာလုပ်ရမယ်ညာလုပ်ရမယ်လို့ရှာမလုပ်နဲ့လို့ပြောပြီးငှက်ကလေးတွေအတိုက်ကိုစိတ်ဆိုးမှန်ဆိုပြီးဖျက်ဆီးပစ်ပါတော့တယ်တနာစရာကောင်းတဲ့ငှက်ကလေးတွေကရုတ်တုပ်ပြီးစဉ်းစားဉာဏ်မရှိတဲ့မြောက်တကောင်ကြောင့်အားလုံးပျက်စီးသွားပါတယ်။မယူရဲဆန်သူတွေကိုဘယ်တော့ပဲစေတနာနဲ့အကြံပေးပါစေ။စေတနာကိုတန်ဖိုးမထားတတ်ကြပါဘူး။အဲဒါကြောင့်မို့ကျွန်တော်ရဲ့ပေးတဲ့များအနေနဲ့လည်းအကြံပေးတဲ့သူကမှအကြံပေးပါအကြံမပေးတဲ့သူကိုအကြံမပေးပါနဲ့လို့ပြောရင်ကျွန်တော်ရဲ့ပုံမြင်လေးကိုအဆုံးသတ်လိုက်ပါတယ်။အားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ပြီးတော့ကျွန်တော်ကို like နဲ့ subscribe လေးလည်းပေးကြပါဦး။